အားလုံးပဲမင်္ဂလာပါပုံမှန်တော့ကျွန်တော်ကစီးပွားရေးဆိုင်ရာ business ဆိုင်ရာရင်းနှီးမြှုပ်နှံမှုဆိုင်ရာငွေကြေးဆိုင်ရာအကြောင်းတွေကိုကျွန်တော်မျှဝေလေးရှိတယ်ပေါ့နော်ဒီနေ့ကတော့ဒီလိုအကြောင်းအရာတွေထက်ကျွန်တော်လူငယ်တွေပေါ့နော်လူငယ်တွေလက်ရှိမှာကိုယ့်ဘဝအတွက်စူးစမ်းနေကြတဲ့လူတွေအတွက်ကျွန်တော်ကဒါ motivation လို့ပဲပြောမလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်မှားကြားခြင်းတဲ့စကားလို့ပဲပြောမလားဒါလေးကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့လူအများစုကနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ကြတယ်ဥပမာကျွန်တော်တို့မနေ့ရုံးသွားတယ်ရုံးပြန်လာတယ်ကျွန်တော်တို့အလုပ်ထဲမှာတာဝန်ကြီးဖို့ကျွန်တော်စူးစမ်းကြတယ်မိသားစုရဲ့တာဝန်တွေထမ်းဆောင်ဖို့ကျွန်တော်တို့စူးစမ်းကြတယ်အဲ့တော့ဒီအထဲတွေမှာကျွန်တော်တို့ကလည်နေပြီးတော့နော်ကျွန်တော်တို့လုပ်ရမယ့်နောက်ထပ်အလုပ်တစ်ခုကိုမေးရောနေကြတာမျိုးရှိတယ်ဥပမာထားပါတော့ဗျာကျွန်တော်တို့ဘာလို့ဆိုလိုချင်လဲဆိုတော့ကျွန်တော်တို့ဒီလူတစ်ယောက်ရေလို့ဖြစ်လာပြီဆိုရင်နော်လူဘဝမှာအောင်မြင်ဖို့အတွက်အလုပ်နှစ်မျိုးလုပ်ဖို့လိုတယ်ပေါ့နော်ပထမတစ်မျိုးကဘာလဲဆိုတော့ရှင်သန်ဖို့အတွက်ကျွန်တော်တို့စူးစမ်းရတာရှိတယ်နောက်တစ်ခုကကြီးထွားဖို့အတွက်စူးစမ်းရတာရှိတယ်အဲ့တော့ရှင်သန်ခြင်းနဲ့ကြီးထွားခြင်းလို့ကျွန်တော်ကခေါင်းစဉ်တက်ချင်တယ်ပေါ့နော်ဒီဗီဒီယိုလေးကိုဒီမျှဝေမှုအဲ့တော့ဒါတော့ကျွန်တော်တစ်ပင်လေးတစ်ပင်မြေကြီးပေါ်မှာပေါက်လာပြီဆိုပါတော့ဗျာတော့ဒီတစ်ပင်ကသစ်စီလေးတွေကနေပြီးတော့ဒါကျွန်တော်တို့အမြင့်ကလေးထွက်လာမယ်အညောင်လေးထွက်လာမယ်အရွက်ကလေးထွက်လာမယ်အဲ့တော့ဒီတစ်မြင့်ကလေးသစ်စီကလေးနှုတ်နေတဲ့အချိန်မှာဒါသူ့ကိုဖျက်ဆီးမဲ့အကြောင်းအရာတွေအများကြီးရှိတယ်ပေါ့ဗျာနော်အဲ့တော့ပိုးကောင်မွားကောင်တွေရှိမယ်ခရုတွေငှက်တွေလာပြီးစိတ်ကစားတာရှိမယ်ဥပမာကြောင်လေးတွေခွေးလေးတွေကစော့ကစားလို့ပြိုပြတ်သွားနိုင်တာရှိတယ်နောက်တစ်ခါယာတီဥရုပြင်းထန်မှုတွေရှိမယ်เนาะကျွန်တော်ဒါနေရမ်းပူတယ်မိုးတွေအရမ်းရွာတယ်သူ့ရဲ့နေထိုင်ကြီးလေးရပေါက်ရောက်ရเนาะဒေတာတွေဒါကျွန်တော်ထိုးနဲ့နှိမ့်ဆက်မှုတွေရှိမယ်အဲ့တော့အဲ့ဒီအချိန်မှာဒီအပင်လေးတွေဘာလုပ်ရလဲသူဒီရှင်တန်ဖို့အတွက်ကြိုးစားရတယ်ဒီပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့เนาะကြွေကြသွားတဲ့အရွက်တွေတရားမှာသူ့မှာရှိတဲ့အားလေးနဲ့အစားပြန်ပြီးတော့အရွက်တစ်တွေထွက်အောင်လုပ်ဖို့ဒါတွေသူကြိုးစားရတယ်ဒါပေမဲ့သူ့မှာရှိသမျှခွန်အားတွေအားလုံးကိုเนาะသူအပင်ပေါက်ကလေးဖြစ်လာတဲ့အချိန်မှာသူ့ရဲ့အစိအရွက်ကလေးတွေမှာရှိနေတဲ့အားတွေအားလုံးကိုဒီရှင်တန်ဖို့တီးတန့်ကြီးပဲသုံးနေလို့လည်းမရပြန်ဘူးနောက်တစ်ခုသူဘာလုပ်ရလဲကြီးထွားဖို့လည်းကျွန်တော်တို့ကစူးစမ်းရတယ်ကြီးထွားဖို့ပေါ့အဲ့တော့ဆိုတော့ကသူ့ရဲ့အမြင့်တွေကိုစမ်းထုတ်ရတယ်မြေကြီးတွေကိုကုတ်ဝေရတယ်အဲ့တော့ဒီမြေကြီးတွေကအစာအာဟာရတွေကိုသူပို့ပြီးတော့ရှာဖွေရတယ်ပို့တိုးပြီးတော့အစာအာဟာရများများရအောင်ရေတွေများများရအောင်သူ့တလိုအပ်တဲ့ပိုတက်ဆီယမ်ဓာတ်တွေနိုက်ထရိတ်ဓာတ်တွေတော့အစာအာဟာရတွေရအောင်သူပို့စူးစမ်းရတယ်အဲ့တော့ဒါတွေပို့ရလာရင်သူဘာလုပ်မလဲသူအရွက်အသစ်တွေထွက်ပြီးတော့ထုတ်မယ်ပင်စီပို့ကြီးလာအောင်လုပ်မယ်အပင်တစ်ဖြည်းဖြည်းမြင့်တက်လာအောင်သူလုပ်ရတယ်ဒါဘာအောင်လုပ်ရတာလဲကြီးထွားခြင်းကိုဆောင်ရွက်ရတာဖြစ်တယ်အဲ့တော့တကယ်လို့ဒီတစ်ပင်လေးကနော်ဆိုတော့ကျွန်တော်တို့ခုနပြောဆိုရှင်သန်ဖို့တည်တဲ့အတွက်ပဲသူ့မှာရှိသမျှအခြေအနေအားလုံးခွန်အားတွေအားလုံး resource တွေအစာအာဟာရတွေအားလုံးကိုအသုံးချနိုင်မယ်ဆိုရင်ဒီပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုဒဏ်ကြောင့်တစ်ချိန်မို့တစ်ချိန်မှာပြိုလဲသွားမှာပဲနောက်တစ်ခါသူဒီကြီးထွားတဲ့အောင်မြင်တဲ့အနေအထားတစ်ခုရောက်လာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြီးထွားခြင်းဆိုင်ရာတွေကိုလည်းလုပ်ရတယ်အဲ့တော့ကြီးထွားခြင်းဆိုင်ရာတွေကိုလုပ်လို့နော်ဒီတစ်ပင်လေးကတဖြည်းဖြည်းကြီးထွားလာပြီးပင်စီကြီးလာပြီးအရွက်တွေအများကြီးဖြစ်လာပြီးဆိုတဲ့အချိန်မှာတုံတန်ရုံထိုးနှက်မှုတွေကသူ့အတွက်အေးအေးဆေးဆေးဖြစ်သွားတယ်ဆိုတော့ကအပင်ပေါင်လေးဘဝမှာတော့ကဒီအရွက်ကလေးနှစ်ရွက်ကိုဖဲ့လိုက်ရင်အပင်ဒီတည်သွားနိုင်တယ်ဒါပေမဲ့အပင်အကြီးကြီးဖြစ်လာတဲ့အချိန်မှာဒီတပင်လုံးမှာရှိသမျှအရွက်တွေအားလုံးကိုခြွေလိုက်ရင်တောင်မှဒီအပင်ဒီတည်ဆုံးမှာမဟုတ်ဘူးရွက်နှုတွေပိုဝေပြီးတော့ပိုပြီးရှင်သန်ကြီးထွားလာမှာဖြစ်တယ်အဲ့တော့ဒါကိုကျွန်တော်တို့ကသိဖို့လိုတယ်ကျွန်တော်တို့လူတွေရဲ့ဘဝမှာလည်းအဲ့လိုပဲလူအတော်များများဒီရှင်သန်ဖို့ဆိုတဲ့အလုပ်တွေကြားထဲမှာပြည်နေကြတယ်ဒါကြောင့်ပြန်ပြီးစဉ်းစားကြည့်ပါကိုပြန်ပြီးကြီးထွားလာအောင်ဘာတွေလုပ်အောင်လဲဟုတ်ပြီနော်အဲ့တော့အပင်လေးတစ်ပင်အတွက်ကြီးထွားခြင်းဆိုတဲ့အလုပ်တွေကသူ့ရဲ့အမြင့်တွေကိုနေကြီးနက်နက်ထဲကိုတိုးဝင်မယ်ရေပူရအောင်လုပ်မယ်အစာအာဟာရတွေပူရအောင်လုပ်မယ်ဒီကနေသူ့ရဲ့ပင်စီတွေပူကြီးလာအောင်လုပ်ဟုတ်ပြီကျွန်တော်တို့လူတွေမှာရောကြီးထွားခြင်းဆိုတာဘာတွေလဲဘာအလုပ်တွေဖြစ်မလဲဟုတ်ပြီနော်ကြီးထွားခြင်းဆိုတာဒီကျွန်တော်တို့အသိဉာဏ်ပညာတွေပို့ပြီးကျွယ်ဝလာရမယ်ကျွန်တော်တို့လုပ်တဲ့အလုပ်တွေကိုမြန်များပို့ပြီးလုပ်လာနိုင်ရမယ်ဝင်ရှာဖွေနိုင်စွမ်းတွေပိုများလာရမယ်ငွေများပိုရှာလာနိုင်ပြီငွေတွေစုနိုင်လာပြီ investment တွေလုပ်ပြီးငွေတွေပိုရလာပြီဆိုရင် resource တွေပိုများလာပြီကျွန်တော်တို့ရဲ့ပင်စီကိုပိုကြီးလာအောင်လုပ်လို့ရပြီကျွန်တော်တို့အခြေပိုခိုင်လာအောင်လုပ်လို့ရမယ်ဒီလိုအနေထားဖြစ်ပါအဲ့တော့ဆိုတဲ့သဘောကရှင်တန်ယုံပဲကျွန်တော်တို့လုပ်နေတာလားကြီးထွားခြင်းကိုရောကျွန်တော်တို့လုပ်နေသေးသလားဒါဒီအရေးကြီးပါတယ်အဲ့တော့ကြီးထွားခြင်းကိုလုပ်နေမှလားကျွန်တော်တို့ဒီတစ်နှစ်ထက်တစ်နှစ်ပို့ပြီးတော့ကြီးထွားလာမှာဖြစ်တယ်ကျွန်တော်တို့ကကြီးထွားလာရင်ပြဿနာတွေကတင်းငယ်သွားမှာဖြစ်တယ်ရှင်းပါတယ်နော်ပြဿနာကတကယ်တော့တင်းငယ်သွားတယ်မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ကကြီးသွားတော့ပြဿနာကတေးသွားတယ်လို့ထင်ရတာပေါ့အဲ့တော့ပြဿနာကဒီတိုင်းပဲကျွန်တော်တို့ကကြီးထွားလာပဲဒါဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့အဆင်ပြေတဲ့အနေအထားတစ်ခုကိုရောက်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီကနေပြီးတော့လူငယ်တွေကိုမှားချင်တာကကိုပြန်စဉ်းစားကြည့်ပါလက်ရှိမှာရှင်သန်ဖို့တော့ပဲခင်ဗျားတို့လုပ်နေတာလားကြီးထွားခြင်းကိုရောလုပ်နေသေးလားကိုယ့်အတွက်ကြီးထွားခြင်းဆိုတဲ့အရာတွေလုပ်ငန်းစဉ်တွေကဘာတွေဖြစ်မလဲဒါတွေကိုဖော်ထုတ်ပါပြီးရင်ကြီးထွားခြင်းအတွက်ကိုစပြီးတော့ဆောင်ရွက်ပါဒါဆိုကျွန်တော်တို့အချိန်အနည်းငယ်အတွင်းမှာ
ကျွန်တော်တို့ဒီလီဒန်မိုးဒန်เนาะခုနကျွန်တော်ကြောင်ကလေးတွေဆော့ကစားတဲ့ဒန်ကနေကင်းဝေးပြီးတော့တစ်ပင်အကြီးအဖြစ်ကိုရောက်လာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ငှက်1000ကတစ်ပင်ပေါ်မှာကောင်းကောင်းနားနိုင်ပါလိမ့်မယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကောင်းရေးဆိုပါ